ကိုတန်မိုးကြအောင်မတွေးရကိုတန်မိုးတက်အောင်တွေးရအရာရာမှာလက်မြောက်ပြီးတော့အရှုံးပေးတယ်ဆိုတာဒါအတိတ်ပဲမရှိဘူးဗမာစကားမှာလည်းရှိတယ်မဟုတ်လားကြိုးစားရင်ဖျားတောင်ဖြစ်တယ်လို့ဆိုဒါအမှန်စကားပဲပေါ့နော်ကိုစွမ်းအားတွေကိုမြင့်တင်ပေးနိုင်လို့ရှိရင်လုံလောက်တဲ့ထီဂရီရသွားပြီဆိုရင်ဖြစ်မှာပဲဖျားလူတိုင်းဖျားပဲခွင့်ရှိတာပဲဘုရားဘာသာဂိုင်းတစ်ခုမဟာယာနလို့ခေါ်တယ်တိဘက်တို့တရုတ်ပြည်တို့ကိုရီးယားတို့အဲ့ဒီနိုင်ငံတွေမှာဂျပန်တို့ယုံကြည်ကိုးကွယ်နေတဲ့မဟာယာနဗုဒ္ဓဘာသာဆိုတာလူတိုင်းဖျားဖြစ်ရမယ်ဆိုတဲ့ဝါဒပဲသူတို့အားလုံးဟာဖျားဗုဒ္ဓနေချာရှိတယ်လို့ယုံကြည်တယ်သူတို့ဒါကြောင့်မို့မဟာယာနတွေက ordination ၃မျိုးရှိတယ်ထေရဝါဒအခုမြန်မာပြည်မှာရှိတဲ့သာသနာထေရဝါဒသာသနာလို့ခေါ်တယ်ဘုရားလက်ထက်ကအတိုင်းမပြင်းမစင်မဲနဲ့လိုက်နာကျင့်သုံးရတဲ့တရားသာသနာမဟာယာနကြတော့ပြင်းစင်ပြီးတော့လူတိုင်းဖျားဖြစ်ရမယ်လို့အကောင်းဆုံးမဟာယာနဆိုတာ great vehicle အကောင်းဆုံးရှင်လို့ဆိုလို့ဖျားဘဝနဲ့နိဗ္ဗာန်ကိုသွားမယ်အဲ့တော့သူတို့က ordination ၃မျိုးနဲ့သွားတာပထမရှင်ပြုတာကို initial ordination လို့ခေါ်တယ်ရှင်ပြုတယ်နောက်တစ်ခါယဟန်ခံတယ်ဘိက္ခု ordination higher ordination လို့ခေါ်တယ်ဗမာပြည်မှာတော့ရှင်ပြုတယ်ယဟန်ခံတယ်ဒီနှစ်ခုပဲရှိတယ် ordination နော်မဟာယာနတိုင်းပြည်တွေကြတော့ဘာရှိတော့ဆိုရှင်ပြုယဟန်ခံပြီးတဲ့နောက်မှာဘာလာတော့ဆိုဘောဓိတတ္တ ordination ဖျားလောင်းဖြစ်ခံယူတာရှိသေးတယ်ဆက်လာဒါကြောင့်မို့မဟာယာနဘုန်းကြီးသီလရှင်တွေရဲ့ခေါင်းမှာအထူးသဖြင့်တရုတ်ဘုန်းကြီးသီလရှင်ကိုရီးယားဘုန်းကြီးသီလရှင်တွေရဲ့ခေါင်းမှာနှစ်ဖူးရဲ့အထက်နားကဆံစာနားမှာအပြောက်၃မြောက်ရှိတယ်အမြဲတမ်းနော်အဲ့ဒီအပြောက်၃မြောက်ကပထမအပြောက်က initial ordination ရဲ့အမှတ်သားအခုတော့ဒီအပြောက်ကလေးဖြစ်အောင်ဘယ်လိုလုပ်တော့ဆိုအမွှေးတိုင်ထွန်းထားတဲ့မီးနဲ့ခေါင်းကိုရှဲနဲ့နေအောင်တို့လိုက်တာအဲ့ဒါစပင်မပေါက်တော့နော်ရှင်းတော့ကတော့အဲ့ဒီတည်းကြီးတယ်အမှတ်သားကြီးတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကမိုးခုတ်ရောက်သွားတဲ့အခါကျတော့မဟာယာနတရုတ်ဘုန်းကြီးကြီးတွေ့တယ်ခေါင်းမှာကြက်ပြားဝိုင်းလောက်အနေရွကြီးတွေတွေ့တော့ဒါဘာလောက်ထားတော့ဆိုဝါကိုရေတွက်ထားတာ